အခုလာမှာကျွန်တော်က music production နဲ့ audio engineering class တွေကို online ကနေကျွန်တော်ဖွင့်ပေးနေရပါတော့။ studio ကို recording သွားလုပ်တော့မယ်ဆိုရင်ပြင်ဆင်ရမယ့်အရေးကြီးတဲ့အချက်တွေကိုကျွန်တော်ပြပြချင်ပါတယ်။ပထမအချက်ကတော့ကျွန်တော်တို့ကတခြင်းစာသားတွေကိုအလို့ရအောင်ကြက်ထားရမယ်။ဒုတိယအချက်ကတော့ကျွန်တော်တို့က beat ဝင်တဲ့အချိန်တွေ beat ထွက်တဲ့အချိန်တွေကိုကျွန်တော်တို့ကတိကျလေ့လာထားရမယ်။နောက်တစ်ခုကအတန်ကိုကျွန်တော်တို့ကရွေးထွေးဆိုတာလေ့ကျင့်ရမယ်ပေါ့နော်။ဥပမာအဖြစ်ကျွန်တော်တို့ကဘယ်လိုလေ့ကျင့်ရမလဲဆိုရင် do re mi fa အဲ့လိုမျိုးအတန်ကိုကျွန်တော်တို့က10မိနစ်15မိနစ်လောက်ကိုအချင်းမဆိုခင်မှာကျွန်တော်တို့ကအရင်ဆုံးလေ့ကျင့်ထားဖို့လိုပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်တို့ကအရန် on နေပေါ့နော် recording မလုပ်သေးရင်ကျွန်တော်အရန် on ပြီးတော့အတန်ကိုအရန် view ဆိုင်ရမယ်ပေါ့အရန် on စရာမလိုဘူး။နောက်တစ်ခုကကျွန်တော်တို့ရေမများတောက်ပေးရမယ်။ရေတောက်တာကလည်းကျွန်တော်တို့ကအတန်ကိုပို့ပြီးတော့ပုံကောင်းပုံကျွန်တော်တို့ကထောက်ပံ့ပေးရဖြစ်နိုင်တယ်ပေါ့နော်။နောက်တစ်ခုကrecording မလုပ်ခင်မှာအရင်အေးလုံးနဲ့အေးကြီးတောက်တာတို့အရက်ဘီယာကြီးကျွန်တော်တို့တောက်တာတို့ကိုလုံးဝတက်နိုင်တယ်များကျွန်တော်ရှောင်ကျင်ရမယ်ပေါ့နော်ဒါပေမဲ့မရှောင်ကျင်နိုင်ဘူးဆိုရင်လည်းဒါမိတ်ဆွေတို့သဘောပေါ့နော်ဒါကတော့ကျွန်တော်ပြောပြတာပဲရှိတာနောက်တစ်ခုကကျွန်တော်အေးဝအောင်အေးကမယ်အေးဝအောင်အေးဘူးဆိုရင်တချင်းဆိုရင်းနေမှာဘာပြဿနာတွေအများကြီးရှိတယ်ဆိုရင် page ကြီးရိုင်တာပေါ့နော် page ရိုင်နေဆိုတော့ကျွန်တော်ဒီဝင်တာကိုမဝင်တာကိုပြောတာမဟုတ်ဘူးတလုံးစား page ကြီးကိုကျွန်တော်ရိုင်တာပေါ့နော်ကျွန်တော်အတိဆုံးမှာကျွန်တော်ကိုယ်တိုင်လက်ရှိ recording ဖမ်းနေ Amazon Mastering Beat တီးနေတာဆိုတော့ကျွန်တော်ကဒါကနေတိုင်းကျွန်တော်ကြုံနေရတဲ့ဥစ္စာတွေတော့ပြောပြတာပေါ့နော်နောက်တစ်ခုကတော့ beat နဲ့ key beat ကိုလည်း iron ဆိုင်ရမယ် key ကိုလည်း iron ဆိုင်ရမယ်ကိုကဘယ်လိုမျိုးပုံစံနဲ့ဆိုလိုက်တယ်ဆိုရင်ဘယ်လိုမျိုးဖြစ်သွားမလဲဘယ်လိုမျိုးပုံစံနဲ့ဆိုရင်ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကိုကျွန်တော်တို့ကသိထားဖို့လိုတယ်ပေါ့နော် timing တွေကိုလည်းကျွန်တော်တို့ကသိထားဖို့လိုတယ်နောက်တစ်ခုကသချင်းဆိုရဲ့အချိန်မှာမိုက်နဲ့ဆိုမယ်ဆိုရင်ကျွန်တော်တို့က emotional ထည့်ပြီးကျွန်တော်တို့ဆိုရမယ်ပေါ့နော်မှားမှာကိုကျွန်တော်တို့ကမဆိုးရင်လည်းမှားရင်ကျွန်တော်ကထက်ကကျွန်တော်တို့ဆိုလို့ရတယ်ကျွန်တော်တို့ဒီအများနဲ့စိတ်ရှိရမယ်လို့ပြောတယ်နော် original သမားတွေကအများနဲ့စိတ်ရှိရမယ်အဲ့တော့ကျွန်တော်တို့က studio အတန်မသွင်းခင်မှာ recording မလုပ်ခင်မှာဒီအချက်တွေကို artist တယောက်ကနေပြီးတော့ကြိုတင်ပြင်ဆင်လာဖို့လိုပါတယ်